sao bia họ để cái nít chốc cả ba lấy được rồi tu đó ba ye xây nề đó bỏ ra đi cũng mất đi chuyện nề ba gì đấy cô ye xây nề đó bỏ ra đi ti ông lâu ba tu mía xây cũng mất đi là mama yếm chi vu cô xây cũng ti ông lâu baအဲ့တော့သိအောင်လို့ဆိုတာဘာလဲမာတတိပဌာနာသုံးပါတတိပဌာန်တရား၄မျိုးဟောတဲ့ထဲမှာစိတ်တာနုပဒနာတတိပဌာန်ဆိုတာကိုယ်စိတ်ကိုအကဲခတ်စောင့်ကြည့်လေ့ကျင့်တာကိုဆိုလိုတယ်ငါစိတ်လေးမှာလောဘတွေမကြမကြဖြစ်သလားဒေါသတွေမကြမကြဖြစ်သလားမောဟတွေမာမနာတွေတာမစ္စရိယတွေမကြမကြဖြစ်သလားကိုယ်တဏ္ဍာနဲ့မှာစိတ်အညစ်အကြေးတွေများနေသလားအညစ်အကြေးတွေရှိသလားဆိုတာရှိသလားမရှိဘူးလားဆိုတာကိုအမြဲမပြတ်စောင့်ကြည့်အကဲခတ်ရမယ်လို့စိတ်တာနုပဒနာဆို contemplation of mind စိတ်ကိုတတိနဲ့သမာဓိနဲ့စောင့်ကြည့်စောင့်ကြည့်ရုံနဲ့အလုပ်ပြီးလာလို့ဆိုမပြီးဘူးစောင့်ကြည့်လိုက်တဲ့အခါဘာတွေ့အဖြေနှစ်ခုထွက်လာလိမ့်မယ်ငါစိတ်ဟာလောဘတွေနဲ့တွဲနေတယ်ဒေါသတွေနဲ့တွဲနေတယ်မောဟတွေဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီအဖြေရပြီဆိုလို့ရှိရင်ဒါတွေဖယ်ဖို့ကြိုးစားလိုက်တယ်အကယ်၍ငါစိတ်လေးဟာကောင်းတဲ့သဘာဝတရားတွေနဲ့သာရှိပြီးလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးကုသိုလ်တရားတွေပဲအဖြစ်များတယ်လို့အဖြစ်ထုတ်လို့ရှိရင်ဒီအခြေအနေတစ်ခုမပြတ်ပြားစေပဲရှေ့ဆက်ပြီးတော့တရားအထုတ်လို့ဒီလိုဆိုလို့တယ်